င်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမခင်ထူးရဲ့ဒို့လေတော့မှပွင့်ကြတယ်ဆိုတဲ့ဝိထုတိုကလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်ဒို့လေတော့မှပွင့်ကြတယ်မူလတန်းပြကျောင်းဆရာမလေးဖြစ်ကျွန်မတာဝန်ထမ်းဆောင်စားကမြို့တော်ကျောင်းကြီးတွေမှာမဟုတ်ပါမန္တလေးမဒေယာယထာလမ်းဘေးတနေရာကကျေးလက်မူလတန်းကျောင်းကလေးတစ်ကျောင်းမှာပဲဖြစ်သည်ယထာလမ်းဘေးတလျှောက်ရွာများတွင်တာဝန်ထမ်းဆောင်ရသောကျမတို့ဆရာမများအားလုံးမန္တလေးတရေစေးဘူတာမှနည်းနည်းစောစောထွက်သည့်မဒေယာယထာနှင့်လိုက်သွားကြရကသက်ဆိုင်ရာဘူတာမှာဆင်းကြရသည်ယထာလမ်းစဉ်တလျှောက်အိုးဘိုကပိုင်တောင်ပြုံလွန်တောင်စသည့်ဘူတာများကိုကြော်ပြီးမှလမ်းဘူတာဖြစ်သည့်ကံပဲ့ဘူတာမှာကျမဆင်းရပါသည်ကံပဲ့မှထွက်လျင်ဝရင်တုတ်ဘူတာကိုရောက်ပြီးမှမဒေယာမြို့မှာလမ်းဆုံးသည်ကျမကတော့ကံပဲ့ဘူတာမှာဆင်းပြီးဘူတာကွင်း၏အနောက်ဘက်လေကသိန်းရိုးများလေကြားချောင်းကြားကလေးများနှင့်လေကြိုလေကြားရွှွန့်ပွက်များနင်းပြီးနိုင်ဝက်နီးပါဇွဲကောင်းကောင်းလျှောက်ပြီးမှကျမစာတင်ရမည့်မူလာတန်းကျောင်းရှိရာရွာကလေးကိုရောက်ပါသည်လွန်ခဲ့သည့်14-5နှစ်ကျောင်းဆရာမဖြစ်စကျမမှာဒီလိုတွားရတာကိုပဲပျော်သလိုလိုခံစားခဲ့ရသည်ဒီရွာကလေးကအနီးဝန်းကျင်ရှိရွာများနှင့်စာလျင်စီစီပင်ပင်မရှိသေးသည့်ရွာကလေးတစ်ရွာသာဖြစ်သည်အိမ်ခြေ100ပင်ပြည့်အောင်မရှိသောဒီရွာကလေးမှာဘုန်းကြီးကျောင်းတစ်ကျောင်းနှင့်မူလာတန်းကျောင်းကလေးရှိနေခြင်းကတော့အခြားကျေးရွာတော်တော်များများနှင့်မထူးလှပါရွာကျက်တည်ဆောင်ပညာရိပ်သာများဖြစ်သည်များသောအားဖြင့်တောင်သူလုပ်ကိုတရွာလုံးလိုအသက်မွေးဝမ်းကြောင်းပြုကြသည်တချို့ကလည်းမွေးမြူရေးအလုပ်ဖြစ်သည့်ဘဲတွေမွေးကြသည်ဘဲအုပ်ကြီးတွေကဓာရိုးချောင်းဆက်တစ်လျှောက်ဖွေးဖွေးလှုပ်လှုပ်ရှိလာသည်ရွာကျောင်းကလေးကိုရောက်စကကျမမှာအတော်လေးစိတ်ပြစ်အားငယ်သွားမိခဲ့ပါသေးသည်ရွာကကိုးကွယ်သည့်ရွာဦးဆရာတော်ကျောင်းနှင့်တစ်ဆက်တည်းတောဖွင့်ထားသည့်စာသင်ကျောင်းကလေးမှာ4ပင်3ခန်းဝကတ်မိုးထရန်ကာမြေဆိုင်ကျောင်းကလေးပဲဖြစ်သည်ကျောင်းကလေးမှာခက်ကုတ်ကုတ်တင်းကုတ်ကြီးနှင့်တူပြီးအခန်းရဲလို့ဖွဲ့စည်းထားခြင်းမရှိကျောင်းပရိကဘဝကဆို၍စာအုပ်များထည့်သည့်ဘီရိုနှလုံးနှင့်စပွဲတန်းရတစ်စုံသာလျှင်ရှိသည်ဒီစပွဲကဧည့်သည်ဧည့်ခံရာအစည်းအဝေးကျင်းပရာအမှတ်ချစ်စရာတခါတလေထမင်းစားစရာပုံစပွဲဖြစ်သည်စာသင်ခုံကလေးတွေကတော့လောက်ငါရှိပါသည်တချို့ကလေးများကတော့စာရေးခုံပုကလေးများနှင့်အိမ်ကယူလာကြသည့်ဆာလာအိတ်ခုံများကိုခင်းကာထိုင်ကြသည်ကျမစိတ်ပြက်အားငယ်သွားမိသည်မှာစာသင်ကျောင်းကလေး၏မပြည့်စုံခြင်းချုံငယ်ခြင်းများကြောင့်မဟုတ်ဘဲစာသင်ကျောင်းကလေးတည်းရှိကျမစာသင်ပေးရမည့်ကလေးများကိုမြင်လိုက်ရလို့ဖြစ်သည်ကျမတာဝန်ယူသင်ကြားရမည့်ကျောင်းသားဥယေကကျမအတွက်ယာထားပေးသည့်စာသင်ခန်းချင်းချင်းလေးထဲမှာပင်မပြည့်ခြင်းမြို့ကျောင်းတွေမှာလိုအဖြူစိမ်းတူညီဝတ်စုံကိုတပြေးညီအားလုံးဝတ်မထားခြင်းကိုလည်းကျမနားလည်နိုင်ပါ၏သို့သောရှိနေကြသည့်ကလေးများကစာသင်လာကြသည့်ကျောင်းသားကလေးများနှင့်မတူဘဲနွားကျောင်းရင်ဘဲကျောင်းရင်လမ်းကြုံလို့ခဏလာရက်ကြသည့်ကလေးများနှင့်တူနေကြသည်ကျောင်းကလေးဝန်းကျင်ကိုကျမလျှောက်ကြည့်တော့လဲကျောင်းစည်းရိုးရဲ့လို့တတ်မှတ်မရှိစိမ့်လန်းဖားအုပ်တစ်ပင်ကြီးများမရှိကျောင်းရှိထနှောင်းမင်အိုကြီးကတော့ကျောင်းကလေးဤတပင်ထဲသောအရိပ်ရပင်ကြီးဖြစ်ုံမကကျောင်းကလေးကုတ်လေကွင်းစိမ့်နှင့်လိုက်ဖက်သားပဲဟုအောက်မေ့မိသည်ကျမစာတင်ကြားရေးတာဝန်စတင်ယူရသည့်အတန်းမှာပထမတန်းဖြစ်သည်တငယ်တန်းကိုဖြတ်တန်းခဲ့ပြီးသားကျောင်းနှင့်မစိမ့်တော့သည့်ဒီလိုအတန်းမျိုးကိုစကန်ရတာကျမကံကောင်းပါသည်သို့သောတကယ်တမ်းလက်တွေ့စာတင်ရသည့်အခါမှာတော့ကျောင်းသား40လောက်ရှိရမည့်အတန်းမှာကလေး20လောက်သာရှိသည်မို့ကျမစိတ်ထဲဟာတာဖြစ်ရသည်ကျောင်းလာတက်သည်ဆိုသောကလေးတွေကလည်းတစ်နေ့နှင့်တစ်နေ့တူကြသည်မဟုတ်ဒီကနေ့ကျောင်းလာတက်သောကျောင်းသားမှာမနေ့ကကျောင်းတက်ခဲ့သောကျောင်းသားမဟုတ်တာကိုကျမသတိထားမိပါ၏ကျမအဖို့သင်ခန်းစာများသင်ကြားသည့်အခါရှေ့လဲတိုးမရနောက်လဲဆုတ်မရဆိုသလိုအတော်ကလေးအခက်တွေ့ခဲ့ရပါသည်
တန်းအရသာပထမတန်းကျောင်းသားဆိုတော့လေကလေးတွေက10နှစ်12နှစ်အရွယ်ကြီးတွေခိုင်းလောက်စေလောက်ရွယ်တွေဆိုတော့မိဘတွေကလေတဲ့ကိုင်းတဲ့ကူပေါ်လောင်ပဲရအောင်ခိုင်းနေကြတာပဲဆရာမရဲ့လို့မိဘတူကပြောတော့မှကျမသဘောပေါက်ရသည်ဘာတွေလုံးကြရလို့လဲဆိုတော့နွားကြောင်ဘဲကြောင်အမိုက်ကောက်ဘဲဥကောက်နောက်ချီကောက်လေတဲ့ထမင်းပို့ကလေးထိန်စသဖြင့်အလုပ်တွေကလည်းစုံလှတဲ့ကျောင်းတော့ဦးစားပေးလွှတ်ရမှာပေါ့လို့ကျမကဆိုတော့လွတ်တာပဲဆရာမရဲ့လေတဲ့ကိုင်းတဲ့ပြန်တော့လာကြလိမ့်မပေါ့လို့ပြောသူကပြောသေးသည်ကျမမှာရီရခက်ငိုရခက်စာသင်ခန်းထဲကိုအကြောင်းမျိုးမျိုးကြောင့်ရောက်မလာနိုင်ကြတော့ကလေးတွေကိုစာသင်ခန်းထဲကိုအရောက်လာအောင်မဖြစ်မနေနရွက်ဆွဲခေါ်ခြင်းစိတ်တွေသာကျမရင်ထဲမှာပြည့်တင်းနေခဲ့သည်နောက်တော့ရွာကလေးတဲကိုအချိန်ယူပြီးအကျိုးအကြောင်းသိရအောင်တကူးတကကျမသွားလည်ဖြစ်ခဲ့ပါသည်ကျမတပည့်ကျောင်းသားလေးများကိုလက်ဆွဲပြီးကျမတကူးတကအလဲသွားသည့်နေရာကတကယ်တော့သူတို့ကလေးတွေရဲ့အိမ်နေစီကိုမဟုတ်ပါကလေးများရှိလောက်ရာမိဘများလှုပ်ခင်းကင်ခင်းဆင်းကြရာလေကွင်းနေကြားကိုဖြစ်သည်ထမိန်တိုတိုရေဆိုဆိုနှင့်ကောက်ဆိုင်နေကြသောကျမတပည့်ကလေးများ၏မအေးသေးခြေသလုံးမာကြမ်းကြမ်းကြီးတွေမှာရွှွန့်တွေပရပြစ်ထအောင်ထွန်ရေးငင်နေကြသည့်ဖအေတွေကတော့လဲတဲ့အထိမယူမကောင်းလိုက်လာတော့မြို့သူကျောင်းဆရာမလေးကိုနားမလည်နိုင်ကြသလိုတအံ့တအော်ရှိကြပုံလည်းရသည်လဲကသိန်းရိုးပေါ်ပဲပဲနေနေထိုင်ချကစကားလာပြောနေသည့်ကျောင်းဆရာမလေးကိုအားနာကြပုံတော့လည်းရ၏ကျမကတော့ကျမတာဝန်ဖြစ်သည့်ကျမတပည့်ကျောင်းသားတွေကျောင်းမတက်ကြသည့်ကျောင်းကိုပဲမျက်နှာပူပူထားကပြောပြခဲ့သည်ဆရာမရေကျုပ်တို့မှာကိုခွဲကမရှိတော့ငါအောင်ကိုပဲခိုင်းနေရတာကျောင်းကိုလွှတ်ချင်ပါတယ်မဖြစ်လွန်းလို့သာပါမဖြစ်လွန်းလို့သာပါဆိုတော့ကျမပင်ဘာပြောရမှမသိအလျှော့ပေးလိုက်လျင်ပိုဆိုးတော့မည်ဟုတ်ပြီလေကလေးကိုတနေကုန်အလုပ်ခိုင်းနေရတယ်လို့ပြောတာလားရှင့်အဲ့ဒါလို့တော့မဟုတ်ပါဘူးဆရာမရဲ့မနေ့ပိုင်းကလေးတွေမှာကျောင်းနဲ့တိုက်နေတော့ကဲအဲ့ဒါလို့ဆိုအလုပ်ခိုင်းပြီးတဲ့အချိန်မှာကျောင်းကိုလွှတ်ပြီးရတယ်မဟုတ်လားဒီလိုအလုပ်နဲ့အချိန်ကိုညှိယူတာမျိုးရှိသလိုကလေးထိန်းနေရလို့ကျောင်းမတက်နိုင်တာပါဆိုသည့်ကျောင်းသားကိုလည်းကလေးထိန်းရင်ကျောင်းတက်ရင်ရတာပဲကလေးပါခေါ်ခဲ့လို့ရတော့သည်စာသင်ခန်းမှာကျောင်းသားမရှိတာကိုရှိအောင်လူဖြည့်တာမဟုတ်ကြောင်းကလေးများ၏ပညာရေးအတွက်ရည်မှန်းချက်မြင့်မြင့်မားမားမရှိသည့်တိုင်ကျောင်းနေရခိုက်စာရေးစာဖတ်အတွက်အချက်လဲလဲဝဲဝဲရှိပါမှနောင်ကြီးပြင်းလာသည့်အခါအစဉ်တပြေဖြစ်နိုင်ကြောင်းနေကျမကြုံသလောက်တွေ့သလောက်ရှင်းပြသည်တချို့ကျောင်းသားတွေကတော့လဲကျောင်းပြင်းကြသလိုတချို့ကလည်းစာလေးမေးလို့မှမရရင်အခက်ဆိုသည့်စိတ်ခံဖြင့်ကျောင်းကြောက်ကြတာတွေလည်းတွေ့ရသည်နောက်တော့ချိန်ကလေးရသမျှဆင်းခဲ့သည့်ကျမ၏စီယုံရေးမှာတစအကျိုးရှိလာခဲ့ပါသည်မနေ့တိုင်လျင်ကျမစာသင်ခန်းကလေးတဲ့ကျောင်းသားတွေပုံမှန်30ကျော်ရှိလာခဲ့ပြီဒီကလေးတွေကိုရော့မသွားအောင်ကျောင်းပျော်အောင်ထပ်စည်းရုံးနိုင်ဖို့ကျမစူးစမ်းရအောင်မည်အပင်ခြေကတပွင့်စီကောက်လာခဲ့သည့်ခေပွင့်ကလေးတွေကိုတကုံးနဲ့ဖြစ်အောင်တည်ဖို့ကကျမတာဝန်မဟုတ်လားကလေးတော်တော်များများမှာစာကိုကြောက်နေကြတာလားအပြင်းနေပဲဖက်နေတာလားဒီကလေးတွေစာမကြောက်အောင်စာသင်ခန်းမှာပျော်အောင်ကျမဘလို့လုပ်ရပါမူလာတန်းပြဆရာမလက်သစ်ကလေးကျမဖို့အတွေ့အကြုံကလည်းကောင်းကောင်းမရှိသေးကျမဘာလုပ်နိုင်တယ်လဲစဉ်းစားကြည့်တော့အခါကျမငယ်စဉ်မူလာတန်းကျောင်းသူကလေးဘဝကိုဖြတ်ခနဲသတိရလိုက်မိပါသည်ကျမငယ်စဉ်မြင်းချံမှာကျောင်းနေခဲ့စဉ်ကကန့်ကူလက်လက်ဆရာတွေတဲကတဦးဖြစ်သည့်ဆရာဦးမာစိန်ဤတငယ်တန်းအခန်းလေးထဲကျမစိတ်ဖြစ်ပြရောက်သွားပါသည်ဆရာကကျောင်းကြောက်သောကျောင်းပြင်းသောကလေးတွေကိုပုံမြင်နေပြောလိုက်ကြပြားတွေသင်ပေးလိုက်လို့ရင်းသင်ကြားခဲ့သူဖြစ်သည်သူခန္ဓာကိုယ်ကြီးကိုရိမ့်ကကိုနေဟန်ထားဖြင့်သင်ပြရင်းကျမတို့ကိုကြပြားတွေရွတ်ဆိုစေခဲ့သည်ဆရာကရှေ့ကတိုင်ရင်ကိုရိမ့်ကနှဲ့ကလက်ချောင်းကလေးများကွေးကကောက်ကလေးကြပြားများကိုတရုပ်ဖော်သင်ကြားပေးခဲ့သည်ဆ
ဒီတုန်းကဆရာဦးမစိန်၏ကြပြလေးတွေကိုကျမအခုဆရာမဖြစ်သည့်အထိဆွဲလန်းနေဆဲဖြစ်သလိုကျမကိုယ်တိုင်ကခဲ့သည့်ကြပြသရုပ်ဖော်ကကွက်ကလေးများကိုလည်းအမှတ်တရရှိနေဆဲဖြစ်ပါသည်ကြာဖြူကြာနီကြာညိုနော်လို့တို့လေတော့မှာပွင့်ညာတယ်ကောက်ဆိုင်အပြန်ရေကန်ကြီးကြာတစီလောက်ချိုးခဲ့ကွယ်ကြာပွင့်ကြာငုံထုံထုံမွေကိုမလေးပဲတို့သုံးပါမယ်ကြာယူကြာနွယ်ပင်ညာစစ်လို့ရွှေကြာစစ်ကြိုးဆွဲပါမယ်ဆွဲပါမယ်ကျမတို့လက်ချောင်းလေးများကိုကြာမွေ့ကြာခိုင်လေးများတစ်ဖွဲဖူးကြငုံကြပုံတရုပ်ဖော်ရင်းတယောက်နဲ့တယောက်တိုးကတိုက်ကကြပြဆိုခဲ့ရတာပျော်စရာကောင်းလာသည်ကြာရိုးတွေကိုစစ်ကြသည်ကြာစစ်ကြိုးကိုလည်းမှဆွဲကြသည်တကယ်ကြာပန်းခိုင်နေတော့ကျမတို့လက်ထဲတွင်မရှိကြပြရုပ်ဆိုရင်ကကြရတာတရုပ်ဖော်ကြရတာကိုပဲကျမတို့စိတ်ထဲကြည်နူးမိကြသည်စွန်းအုပ်နီအမေရွက်လို့နဲ့ဖန်မနဲ့ကြောင်းထွက်မယ်မောင်လေးလိုက်မေးထမထနဲ့အမေသွားတော့ပြင်းလာတယ်ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့ဘုံကြီးအော်လို့ရိုက်လိုက်မယ်မောင်မဆော့ပေါင်းစိတ်ပတိနဲ့ဖုံတော်ကြီးလို့နေပါမယ်လိုက်မယ်ကျမတို့ခေါင်းပေါ်လက်ကလေးများဖြင့်ပင့်ကဆွန်းအုပ်ရွက်ကြသည်။ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့မှကျမတို့ခြေထောက်တွေတဝုန်းခုန်ကြသည်။မျက်စိကိုမှိတ်ခါလက်ချောင်းလေးများဖြင့်စိတ်ပတိစိတ်ကြသည်။လိုက်မယ်မှာနေရာမရွေပြေးလိုက်ကြသည်။ပျော်စရာကောင်းပါပြီ။ဆွန်းအုပ်ဆိုတာမင်းတို့သိကြတယ်နော်။မင်းတို့အိမ်မှာဆွန်းအုပ်ရှိကြလားဟဲ့။ရှိပါတယ်ဆရာကြီး။အများအော်သလိုရှိပါတယ်အော်ရတော့လဲကျမတို့မြင်းချံအိမ်မှာဆွန်းအုပ်မရှိပါသို့တော့ရွာကကျမအဖိုးဖွားများလက်ထက်ကလေးကသုံးဆွဲခဲ့ကြသောဆွန်းအုပ်ကြီးကိုကျမမြင်ဘူးသည်ထမင်းဥပေါင်းကိုခုခတ်ဆွန်းဟင်းနေစီကာစင်ကာထည့်ပြီးရွာကဘုန်းကြီးကျောင်း၄ကျောင်းအနှံ့အမေကြီးဆွန်းဖို့ရာကျမလိုက်ခဲ့ဘူးသည်ကျေးလက်နှင့်နှီးနွယ်နေသောကျမဖို့ကြပြားတွေကမြန်မာမှုတွေနဲ့မစိမ့်လှပဲခန်းစားစရာဖြစ်ခဲ့ရသည်ဝါဆိုဝါကောင်းရေးတွေကြည်လို့တပြေသည်မဲ့ကောက်စို့ကွယ်ခရစုချုံဟိုအထဲကညွန့်နေမဲကြီးတွေ့တတ်တယ်ညွန့်နေဆိုတာကျိုးနေလောက်ကွယ်မွေးနဂါတောင်ကြောက်ဖူးကွယ်ဒိုးလေးကြောက်ပေါင်းအတူသွားစို့အုံးလည်းနွားလေးထားခဲ့မယ်သွားကွယ်ညည်တွေကြီးချိန်တပြေသီးညိုညိုအလုံးကြီးတွေမျောပါလာတတ်ပုံကိုကျမတို့မြင်အောင်လာမိသည်ခရီးပင်များကြားမှမြုပ်နဲ့ကြီးတွေကကောတကယ်တမ်းမျှော့ကြီးတွေကကြောက်စရာကောင်းပေမဲ့မွေနဂါးတောင်မကြောက်ဘူးဆိုကခေါင်းပေါ်မှာလက်ဝါးဖြင့်အမောက်ပပြင်းထောင်ကပေါက်ပြလိုက်ကြသည်အုံးလက်နွားလေးကိုလည်းကျမစီးဘူးသည်ဆရာဦးမစိန်တင်ပေးသည့်ကြပြတွေကမနှဲပါရွှေအုပ်အောတောက်တဲ့ဘိုးဆုံးကျူးတပတ်စေးထုတ်စီတန်းစသဖြင့်တော်တော်များပါသည်ဒီကြပြလေးတွေကစာတင်ကျောင်းခန်းထဲမှာပင်ပြီးပျောက်မဟုတ်ဘဲကျမတို့အိမ်အထိပါလာတတ်သည်ညာတိုင်းကကြေးခုံကြေးကစားသည့်ခါတိုင်းလဲအားရပါရဟော်ဟစ်ခဲ့ကြသည်နောက်တစ်နေ့ကျောင်းမှာဆရာကဘာကြပြတွေသင်ပေးမှာပါလိမ့်ဆိုသည့်စိတ်ဇောဖြင့်မနဲ့မိုးမလင်းခင်ကတည်းကကျောင်းကိုရောက်ချင်လှပြီကျမ၏မူလာတန်းကျောင်းသူဘွားကဖြတ်တန်းကျင်နူးကျောင်းပျော်ခဲ့ရသည့်ကြပြတော်တော်များများမှာဆရာကြီးမင်းသူဝန်ရေးဆက်သည့်ကုန်းသောကြပြလေးတွေဖြစ်ကြောင်းနောင်အတန်းကလေးရလာတော့မှကျမသိလာရသည်ကျမတို့ဖြတ်တန်းခဲ့ရသောမူလာတန်းအလယ်တန်းအထက်တန်းမှသည်တက္ကသိုလ်ကျောင်းတော်ကြီးရောက်သည့်အထိပညာရေးခရီးတစ်လျှောက်လုံးဆရာကြီးကြပြများစကားပြေများတောက်ဆိုရင်းရည်ကျက်ခဲ့ရသည်ဆရာကြီး၏ကျေးဇူးဂုဏ်ကြီးကိုတွေးတောရင်းကျမမှာလေးစားကြည်ညိုစိတ်များအခါခါဖြစ်ရသည်မြမစိတ်ကိုဖူးပွင့်စေခဲ့သောဒီကျေးဇူးဂုဏ်ကြီးဖြင့်ကျ
ကျမလူလားမြောက်ခဲ့ရသလိုကျမဆီယာမဖြစ်လာသည့်အခါမှာလဲကျမတပည့်များကိုမြမစိတ်ဖြင့်သာလူလားမြောက်စေခြင်းသည်ဒီစိတ်ကူးရပြီးနောက်ပိုင်းမှာတော့လဲကင်းကိုင်းကင်းဘဲကြောင်ကွင်းနေတဲ့အထိကလေးတွေကိုကောက်တင်းကောက်သလိုကျမစောင့်ကောက်ပြီးစာသင်ခန်းကလေးရှိရာမရောက်အောင်ခေါ်ရသည်ကျမ၏စာသင်ခန်းကလေးသည်မြေဆိုင်ကျောင်းကလေးထဲမှာမဟုတ်ဘဲကျောင်းနဲ့ခဲတပစ်စာလောက်ဝေးသည့်ဘုန်းကြီးကျောင်းရိပ်မကြီးပင်ခတ်အုပ်အုပ်ကြီးအောက်ကိုရွှေ့ယူခဲ့ပါသည်မကြီးပင်စီကိုကြောက်တင်မုံထောင်ကကလေးများအားပုံမြင်နှင့်ကြပြာများတင်ပေးခဲ့သည်မကြီးပင်အောက်မှတင်ရခြင်းမှာလွတ်လပ်ပွင့်လင်းသောစိတ်ဖြင့်တင်ယူနိုင်ကြရန်နှင့်တပြေးတည်းဖြစ်နေသောအခြားတန်းများအားအနှောက်အယှက်မဖြစ်စေရန်အတွက်ဖြစ်သည်ကြောက်တင်မုံပေါ်မှာရောင်စုံမြေပြူတောက်များဖြင့်ကြာပန်းများစွန်းအုပ်နီကလေးနှင့်ငှက်ကလေးတွေကျမရေးဆွဲပါသည်ကလေးတွေကတော့တင်မုံပေါ်ထင်လာသောရုပ်ကလေးများကိုစိတ်ဝင်တစားကြည့်နေကြသည်ကြောက်တင်မုံရှိမှရက်ရင်းကျမကိုယ်တိုင်တရုတ်ဆောင်ကောင်းကောင်းဖြင့်ကလေးများကိုကြပြာတွေရွတ်ပြခဲ့သည်ဒီအချိန်မှာကျမကိုယ်တိုင်ဆရာမမဟုတ်တော့ပဲသူတို့နှင့်တသားတည်းဖြစ်နေပါပြီကြောက်တင်မုံပေါ်မှာကျမရေးဆွဲထားသည့်ဆရာကြီးမင်းသူဝန်၏စေတနာကြာပြူပန်းကလေးတွေကိုကျမ၏နှလုံးသားမှတဆင့်ကလေးများ၏ရင်ထဲအရောက်အလင်းအိမ်ကျမထည့်ပေးနေရတယ်လို့ခံစားမိသည်နောက်ရက်တွေမှာကျမစာသင်ခန်းမကြီးပင်အောက်မှာပထမတန်းကျောင်းသားစရင်အပြည့်ရောက်လာတတ်ကြတာကျမသတိပြုမိခဲ့သည်ကျမဘူတာယုံကဆင်းလာပြီးကျောင်းသို့လျှောက်လာသောအခါကျောင်းကပြန်လာသည့်အခါစဘာပင်မျိုးများကြားမှာဘဲကျောင်းကွင်းချောင်းရိုးတွေထဲမှာကြပြာရုပ်တံကလေးတွေကိုကျမကြားလာရပြီကျေးလက်ကလေးသူငယ်များအတွက်ဆရာကြီးကြပြာလေးတွေကလက်တွေ့ဆန်နေသဖြင့်ထိရောက်လှသည်ဒီရွာကလေးမှာကြာပန်းရောင်စုံပွင့်နေသည့်ကြာအင်းကြီးရှိသည်စွန်းအုပ်ကိုခေါင်းပေါ်ရွက်၍ဥပုပ်လပြေလကွယ်ဘုန်းကြီးကျောင်းကိုစွန့်ပို့နေကြသည့်မိကြီးဖကြီးများရှိသည်အင်းဆက်မှာတပြေပင်ကြီးရှိသည်မနက်ခင်းဆိုးစီညံနေတတ်သောငှက်မြည်တမ်းစာကြားရောက်ကြီးတွေစူးကြုံပုတ်များကြားမှတက်တူခအတန်တွေကိုကျေးလက်ကကလေးတွေမစိမ့်သည့်အတွက်ကျမအထူးရှင်းပြမနေရပါမြမဒလိအငွေ့အသက်တွေရှက်တန်းနေသောဆရာကြီးမင်းသူဝန်ဤကလေးကပြာကလေးများအားမြမမျိုးဆက်သည့်လူမမယ်များကိုလက်ဆင့်ကမ်းရင်ထာဝရရှင်သန်နေဦးမှာပါလားလို့ကျမယုံကြည်နေမိပါသည်ဒီယထာလမ်းဘေးကရွာကလေးမှာမတရားယထာကိုစုံဆန်စီးရင်3 နှစ်ကျော်4 နှစ်ဝတရားမပြတ်ကျမတာဝန်ထမ်းဆောင်ခဲ့သမျှတစ်လျှောက်လုံးလိုမှာလဲသူငယ်တန်းကိုပါအခြားအတန်းတန်းဖြင့်တွဲကန်ကတင် जा ပေးခဲ့ရသည်သူငယ်တန်းကလေးများကျောင်းနေပျော်ဖို့ကြပြာကလေးများဖြင့်စီယုံရင်းကြပြာချစ်စိတ်ကြပြာမျက်နှိုးစိတ်ရှိအောင်ကျမအတတ်နိုင်ဆုံးကြိုးစားခဲ့ပါသည်ဒီ4 နှစ်တာကာလအတွင်းဆရာကြီးမင်းသူဝန်တည်ကုန်းခဲ့သောကလေးကြပြာများသာမကကျမလက်လန်းမီယာကလေးပုံမြင်ကလေးကြပြာများကိုရှာဖွေတင် जा ပေးဖြစ်ခဲ့သည်ဒီအတွက်အမိအဖတွေကလည်းဝင်းသာကြည်နူးကြသည်ဒီရွာကလေးကနေမြို့เจ้าကိုကျမပြောင်းရွှေ့ခဲ့ရတော့လဲကျမအိမ်မက်တွေထဲမှာလေကွင်းကြားကကြပြာရွတ်တန်တွေစီဝေနေစေမြို့เจ้าတို့ရောက်သည့်ခါမှာတော့တင်ရိုးကိုဦးစားပေးနေရသဖြင့်ဒီကြပြာလေးတွေဆက်မတင်ပြတော့သလိုရွာကလေးကိုပင်လျင်တစ်ခေါက်တစ်ချင်းပြန်မရောက်ဖြစ်တော့တကူးတကသွားဖို့ပင်ကျမမှာချိန်မရတော့စိတ်ကတော့အမြဲလိုရောက်နေခဲ့သည်ပြီးခဲ့သည့်နေရာဒီကတော့ရွာကျောင်းဆရာတော်ဤကျမ်းမာရေးမကောင်းမှုကြားသဖြင့်ရွာကလေးသို့ကျမရောက်ဖြစ်ခဲ့ပါသည်အေးမြလက်ဆက်လေကွင်းများကြားမှကွင်းလေကိုကျမအကြာကြီးရက်ခါရှူဆိုင်နေခဲ့မိသည်ကျမဤကျောင်းဆရာမဘဝအစရက်တွေကိုပါတတိယနေမိသည်ကျမရက်နေစဲမှာပင်ကောက်ပင်နေကြကကြပြာရွတ်တန်တွေကျမနားထဲရောက်လာသည်ကျမတပည့်တွေတော့မဟုတ်နိုင်ပါသူတို့ကိုယ်တိုင်ကငယ်ကလိုပစိုးဆလွယ်တိုင်းစက်ထမိန်တိုလေးတွေနဲ့မဟုတ်နိုင်ကြတော့အရွယ်တွေရောက်ကြရောပေါ့လေခင်းကိုင်းခင်းဘဲကြောင်ကွင်းတွေထဲမှာလဲဒီကြပြာကလေးတွေရှိနေတော့မှလားနားထောင်စမ်းပါဦးကျ
ကြာဖြူကြာနီကြာညိုနှော့လို့တို့လေတော့မှပွင့်ကြတယ်စွန်အုပ်နီနီအမေရွက်လို့နှစ်ဖန်မနဲ့ကြောင်းထွဲမယ်ကျမရွာကအပြန်မှာတော့တပည့်ဟောင်းတွေကတအုပ်တမကြီးဘူတာကိုလိုက်ပို့ကြသည်အချို့လဲလေတန်းကျောင်းကိုဆက်တက်ကြသလိုအချို့လဲကျောင်းကထွက်ပြီးလေထွန်းယောက်ျားတွေလေသူမကြီးတွေဖြစ်နေကြပြီကျမတော့ကြီးရိပ်အောက်စာသင်ခန်းထဲကကြပြာလေးတွေကိုအောက်မေ့သတိရရှိလာပါသည်ဆရာမသင်ပေးတဲ့ကြပြာလေးတွေရကြသေးရဲ့လားရတာပေါ့ဆရာမရဲ့ညဆိုရင်အိမ်ကငယ်တွေကိုကျမတို့ကသင်ပေးနေကြတာလေသူတို့လည်းဆရာမကြပြာလေးတွေရကြတယ်ရဲ့လေကွင်းတွေကိုဖြတ်တိုက်လာတော့ရှင်းရှင်းတန်းတန်းလေးတွေကိုတဝါကြီးရှူသွင်းလိုက်ရင်းကကျမရင်မှာပီတိတွေစိတ်ငြိမ်ဖြစ်သွားသည်ကျမ၏သင်ဆရာမြင်ဆရာများနှင့်တကွဆရာကြီးမင်းသူဝန်၏ဂုံကျေးဇူးတွေကိုကျမနိုင်တဲ့၍ဆက်ခွင့်ရပါစေဟုဆုတောင်းလိုက်မိပါသည်ခင်ခင်တူအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်